အရင်ဆုံးတင်တန်းဘယ်လိုတင်မဲဆိုတာကျွန်တော်ပြောပြမယ်တင်တန်းကာလတစ်လကြာမယ်တင်တန်းကာလတစ်လကြာမယ်တင်တန်းက online class online မှာကျွန်တော်ကိုယ်တိုင်ဓာတ်ရိုက်တင်ပေးပါကျွန်တော်တင်ပေးတဲ့ video record တွေကိုလည်းတင်တန်းသားတွေရဲ့ group ကိုပြန်ပြီးတော့ပို့ပေးတယ်ဒီ record တွေကနောက်ထပ်တစ်နှစ်ခွဲနှစ်နှစ်ထိမဖြတ်ဘူးအေးအေးဆေးလေ့လာလို့ရတယ်ဒါဆိုတချို့ကပြည်ပနေပြီး join တဲ့သူတွေရှိတယ်ပေါ့နော်အလုပ်ချိန်မကိုက်တဲ့သူတွေကအေးဆေးပြန်လေ့လာလို့ရအောင်လို့ကျွန်တော်လုပ်ပေးတာပေါ့နော်တင်တန်းသားတွေအားလုံးကကျွန်တော်မေးချင်တာရှိရင်ဓာတ်ရိုက်မေးမြန်းခွင့်ပေးထားတယ်ကျွန်တော်ကိုယ်တိုင်ပြန်ပြီးတော့ခြေပေးတာကျွန်တော်ရဲ့ personal account ပေးထားတယ်ပေါ့နော်မေးမြန်းခွင့်ပေးထားတယ်တင်တန်းကာလတစ်ချောင်းမေးလို့ရတယ်တင်တန်းပြီးလို့ရှိရင်လည်းကျွန်တော်လာမေးလို့ရတယ်ဒါကဒီဟာတင်တန်းသားတွေတော့ပေးတဲ့အခွင့်အရေးပေါ့နော်ဒါတင်တန်းတင်မဲ့ပုံစံနောက်တစ်ခုကကျတော့တင်တန်းမှာပါမဲ့သင်ခန်းစာတွေနောက်တင်တန်းမှာပါမဲ့သင်ခန်းစာကကျတော့ပထမဦးဆုံးကျွန်တော်တို့ဈေးကွက်အကြောင်းကိုနားလည်အောင်လို့ market research လုပ်ငန်းခုမှစမဲ့သူတွေကဈေးကွက်အကြောင်းနားမလည်ဘာရောက်မှလည်းမသိဘူးဘယ်လိုရောက်မှလည်းမသိဘူးဘယ်ဈေးကွက်ဝင်ရမှလည်းမသိဘူးအဲ့လိုမျိုးဖြစ်နေမှာဆိုလို့အရင်ဆုံးကျွန်တော်တို့ကဈေးကွက်အကြောင်းနားလည်အောင်လို့ market research ကိုသင်ပေးတယ် market research ဘယ်အချက်တွေကိုအခြေခံပြီးကျွန်တော်တို့က market research လုပ်ကြမလဲဘယ်လိုမျိုးလုပ်ရမလဲဒါတွေကိုကျွန်တော်ထည့်ပြီးတော့သင်ပေးတယ်ပြီးရင်နောက်တစ်ခုကကျတော့ကျွန်တော်ဟုတ်ပြီဈေးကွက်အကြောင်းနားလည်မယ်ဈေးကွက်ကိုနည်းနည်းလေးတော့စတတ်သွားပြီဒါဆိုလို့ရှိရင်ကျွန်တော် customer တွေဘယ်လိုရှာကြမလဲလုပ်ငန်းတစ်ခုမှာ customer ကအရေးကြီးဆုံးပဲ customer မရှိရင်ကျွန်တော်ရက်တည်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ customer ကပတ်စံပေးတဲ့သူမလို့ကျွန်တော်ပစ္စည်းတွေကိုဝယ်မယ်ပြီးရင်ပတ်စံပေးမယ်ဒါမှကျွန်တော်လုပ်ငန်းကရက်တည်လို့ရမယ်ဒါလုပ်ငန်းလက်နဲ့လုပ်ငန်းငယ်မှာမဖြစ်မနေအရေးကြီးတာ customer အဲ့တော့ customer ကိုကျွန်တော်နားလည်ဖို့လိုတယ်အဲ့တော့ customer တွေဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာကိုသင်ပေးတယ်ပြီးရင်ကျွန်တော်ကအဲ့ customer တွေရဲ့ psychology customer နဲ့ပတ်သက်တဲ့စိတ်နေစိတ်ထားတွေသူတို့တွေကဈေးနှုန်းတွေအပေါ်ဘယ်လိုမြင်လဲပြီးရင်ကျွန်တော်တို့လုပ်ငန်းတွေပေါ်ဘယ်လိုမြင်လဲသူတို့ဝယ်တဲ့အခါမှာဘယ်လိုစိတ်အခြေအနေတွေကြောင့်သူတို့ဝယ်ကြရလဲဘယ်လိုစိတ်အခြေအနေတွေမှာသူတို့မဝယ်ဘူးလဲသူတို့ဝယ်အောင်ကျွန်တော်တို့ဘယ်လိုဆွဲဆောင်အောင်မလဲအရင်ရေးကြည့်တယ် customer နဲ့ပတ်သက်တဲ့အချက်တွေဒါကကျွန်တော်တို့ကိုပတ်စံဖြစ်စေမဲ့အရေးကြီးဆုံးချက်အဲ့တော့အဲ့ဒါကျွန်တော်ထည့်ပြီးတော့သင်ပေးတယ်ပြီးနောက်တစ်ခုကကြတော့ကျွန်တော်တို့ဒါ customer ကိုဈေးကွက်ကြောင်းလည်းကျွန်တော်တို့အတန်းတင်နားလည်ပြီထုတ်ကုန်တွေလည်းကျွန်တော်တို့ရွေးတက်သွားပြီထုတ်ကုန်ကြောင်းမလားဝန်ဆောင်မှုပေးမလားဘာလို့လဲကျွန်တော်သိပါပြီဈေးကွက်ကြောင်းနားလည်ပြီဆိုလို့ရှိရင်ပြီးရင် customer ကြောင်းကိုလည်းနားလည်ပါဟုတ်ပြီသူတို့ရောင်းမယ်ဘယ်လိုရောင်းမလဲသူတို့ကိုဝယ်အောင်လို့အတွက်ကျွန်တော်တို့ marketing ဘယ်လိုလုပ်မလဲဈေးကွက်ဘယ်လိုချက်ထွင်မလဲ customer တွေတော့ဝယ်လို့အောင်ကျွန်တော်ဘယ်လိုဖန်တီးမလဲဒါအရင်ရေးကြည့်တယ်အဲ့တော့ marketing ကိုကျွန်တော်ထည့်ပြီးတော့သင်ပေးတယ် marketing လုပ်တဲ့ခါမှာဘယ်လို niche နဲ့ကျွန်တော် marketing လုပ်ရမလဲ online မှာ marketing offline မှာ marketing ဘာတွေလုပ်လို့ရလဲဘယ်လိုမျိုးလုပ်ရမလဲဒါတွေကျွန်တော်ထည့်ပြီးတော့သင်ပေးတယ်မှန်ကန်တဲ့ marketing niche ကိုသုံးမယ်မှန်ကန်တဲ့ marketing budget ကိုသုံးပါကျွန်တော်တို့ကထိရောက်မှုရှိမယ်လုပ်ငန်းအဲ့တော့ marketing အကြောင်းကိုကျွန်တော်ထည့်သင်ပေးတယ် online offline ပေါ့နော်ဟုတ်ပြီ marketing လုပ်တတ်သွားပြီ marketing လုပ်တတ်သွားပြီဆိုလို့ရှိရင်လက်ရှိလုပ်ငန်းလဲပတ်နေတဲ့သူတွေရောဘယ်လိုမျိုးလုပ်ငန်းမှာဝင်ငွေတွေနှစ်ဆတိုးအောင်ဘယ်လိုလုပ်ရမလဲသုံးဆတိုးအောင်ဘယ်လိုလုပ်ရမလဲလေးဆတိုးအောင်ဘယ်လိုလုပ်ရမလဲဝင်ငွေတွေကကျွန်တော်တို့ကစားနဲ့တိုးပြီးလုပ်လို့ရတဲ့အကန့်တွေရှိတယ်ကျွန်တော်တို့သတိမထားမိလို့ဒါမမြင်တာမမြင်တော့ကျွန်တော်တို့မလုပ်ဘူးမလုပ်တော့မရအောင်အဲ့တော့ဝင်ငွေတွေစားနဲ့ပွားပြီးတော့တိုးအောင်ကျွန်တော်ကင်လို့ရတဲ့နေရာလေးရှိတယ်ဘယ်နေရာတွေကိုကင်ရမလဲဝင်ငွေတွေစတိုးအောင်လို့ဘယ်လိုကင်တွဲရမလဲဟုတ်ပြီကင်တဲ့နေရာတော့တည်တယ်ကင်တွဲတဲ့နေစနစ်မသိလို့ရှိရင်လည်းကျွန်တော်တို့ကဝင်ငွေတွေတိုးဖို့မလွယ်ဘူးအဲ့တော့ဝင်ငွေနှစ်ဆတိုးအောင်ဝင်ငွေသုံးဆတိုးအောင်ဝင်ငွေလေးဆတိုးအောင် customer တွေစားနဲ့ပွားအောင်လို့ကျွန်တော်တို့ဘာတွေလုပ်ရမလဲဆိုလို့အစားကိုကျွန်တော်တင်ထဲမှာထည့်ပြီးတော့တင်ပေးတယ်နောက်ထပ်ကျွန်တော်တို့ဘာထပ်တင်ဦးမလဲမပြီးသေးဘူးဒါမပြီးသေးဘူးထပ်တင်မဲ့ဥစ္စာကကျွန်တော်တို့က online offline နှစ်ခုလုံးကျွန်တော်တင်ပေးမှာဖြစ်တဲ့အတွက် market နဲ့ပတ်သက်ပြီးတော့တင်မှာဖြစ်တော့ကျွန်တော်က online မှာဆိုလို့ရှိရင်လက်ရှိမြန်မာနိုင်ငံမှာပေါက်နေတဲ့ social media နှစ်ခု Facebook နဲ့ TikTok ကိုထည့်ပြီးတော့တင်ပေးထားတယ်ကျွန်တော်တင်တာအဲ့တော့လုပ်ငန်းကိုကျွန်တော်တို့အမြင့်ဆုံးရအောင်သွားဖို့ဆိုလို့ရှိရင် online offline ရောသုံးတတ်ဖို့လိုတယ်ပြီးရင်လက်ရှိ personal branding စောင့်မှရတော့မယ်လုပ်ငန်းရှင်မှန်လို့ရှိရင် personal branding ကိုကျွန်တော်တို့သုံးတတ်ကြမယ်ဒီတော့ personal branding မရှိတဲ့လုပ်ငန်းရှင်ကမအောင်မြင်ဘူးလားဆိုတော့မဟုတ်ဘူးအောင်မြင်တယ်ဒါပေမဲ့ personal branding ရှိတဲ့လုပ်ငန်းရှင်ဟာပို့ပြီးတော့မြန်အောင်မြင်တယ်ဒါမြန်အောင်မြင်လို့ရှိရင် personal branding ကိုစောင့်တတ်ကြမယ်တော့ personal branding နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်ရမလဲ personal branding နဲ့ပတ်သက်တဲ့ဘူးတုဒတွေလည်းကျွန်တော်ဒီသင်တန်းမှာထည့်ပေးထားတယ်အစတော့သင်တန်းတစ်ခုခွဲဖို့ပေါ့နော်ဒါပေမဲ့ဒီမှာကျွန်တော်တချို့တော့ကိုထည့်ပြီးတော့ပြောပြပေးထားတယ်ဒါဆိုရှင်ဘယ်လောက်တန်ပြီလဲ social media နှစ်ခုကို Facebook ကို TikTok ကိုလုပ်ငန်းသုံးနိုင်ရမယ်ပြီးရင်အဲ့ဒီ Facebook နဲ့ TikTok ကိုသုံးဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်လဲ content လုပ်တယ် content အနေနဲ့ကျွန်တော်တို့ရဲ့ဖောက်တင်တဲ့ချိတ်ဆက်ကမှာကျွန်တော်တို့ရဲ့ personal branding ကိုချပြရမှာအဲ့တော့ content ဖန်တီးရမယ့် niche ကိုလည်းကျွန်တော်ထည့်ပြီးတော့သင်ပေးထားတယ်နိုင်ကန်တဲ့ content တွေဘယ်လိုဖန်တီးရမလဲထိရောက်တဲ့ content တွေဘယ်လိုဖန်တီးရမလဲဈေးရောက်မှာလား personal branding စောက်မှာလားဘာပဲလုပ်ထိရောက်တဲ့ content ဖန်တီးနိုင်ဖို့လိုတယ်ခုနတစ်ခုဖန်တီးမယ်ဆိုလို့ရှိရင်ဘာတွေပါရမလဲဘယ်အချက်တွေအရေးကြီးလဲဘယ်လိုနေရာမှာဘယ်လိုစကားလုံးတွေသုံးရမလဲဆိုတဲ့ဥစ္စာတွေကိုကျွန်တော်တခြားလေးထည့်ပြီးတော့သင်ပေးထားတယ်တော့ဒါကသင်တန်းမှာပါမယ့်ဥစ္စာတွေမပြီးသေးဘူးထပ်ပြီးတော့လာအောင်မယ်ငါထပ်လာမှလဲဆိုတော့ဟုတ်ပြီ social media ကိုလည်းသုံးတတ်သွားပြီ content တွေလည်းကျွန်တော်တို့ဖန်တီးတတ်သွားပြီဒါပေမဲ့ကျွန်တော်တို့ကအခုမှစပြီးတော့ personal branding စောင့်မဲ့သူတွေအခုမှစပြီးတော့ social media ကိုသုံးမဲ့သူတွေဆိုတော့ကျွန်တော်တို့အရင်မကျွမ်းကျင်နိုင်ဘူးအရင်မကျွမ်းကျင်တဲ့ချိန်မှာကျွန်တော်တို့လုပ်ငန်းကကျွမ်းကျင်အောင်စောင့်နေလို့မရဘူး
ကျွမ်းကျင်အောင်စောင့်မယ်ဆိုတော့ကျွန်တော်လာနဲ့ချီပြီးကြောက်အောင်မယ်နှစ်နဲ့ချီပြီးကြောက်အောင်မယ်အဲ့လောက်ဆိုလို့ရှိရင်ကျွန်တော်တိုင်ပတ်သွားအဲ့တော့မဖြစ်ဖြစ်အောင် content တွေကိုမှန်မှန်ကန်ကန်တင်ပြီးရတယ်ကျွန်တော်တို့ကအဲ့ဒီမှန်ကန်တဲ့ content တွေကိုမှန်ကန်တဲ့ customer ရှိပြီးရောက်ဖို့မှန်ကန်တဲ့ audience ကျွန်တော်တို့ရဲ့ပရိသတ်ရှိပြီးရောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်တို့က ADS manager ကိုသုံးပြီးတော့ boost ထိုးလို့ရတယ် Facebook ရဲ့ algorithm ကိုကျွန်တော်ထည့်ပြီးတော့တင်ပေးတယ်ဒါပေမဲ့ algorithm ကအားလုံးသိတဲ့အတိုင်း social media မှာအကလုံးက content တွေဖန်တီးနေကြတယ် attention တွေရအောင်ယူနေကြတယ်အဲ့လိုချိန်မှာကိုကမကျွမ်းကျင်သေးဘူးအခုမှစပြီးတော့နည်းနည်းတွန့်နေတဲ့သူမျိုးဆိုလို့ရှိရင် algorithm ကိုအနိုင်ပိုင်းနိုင်ဖို့ကခက်တယ် algorithm ကို beat ပေါ့နော် algorithm ကိုပြင်းပြီးတော့မှကျွန်တော်တို့ content တွေပောက်ဖို့ဆိုတာနည်းနည်းလေးခက်တယ်အဲ့လိုချိန်တွေမှာကျွန်တော်တို့ကပတ်စံပေးပြီးတော့ကိုလူကိုပြခိုင်းလို့ရတယ်ကိုဘသူ့ကိုပြချင်တာလဲမောင်ဖြူကိုပြချင်တာလားမောင်မဲကိုပြချင်တာလားမောင်ညိုကိုပြချင်တာလားဘသူ့ကိုပြချင်ကျွန်တော်တို့က social media ဖြစ်တဲ့ ADS manager ကို boost ကိုသုံးပြီးတော့မှကျွန်တော်တို့အရောက်ပို့လိုက်လို့ရတယ်ကိုယ့်ရဲ့ content တွေအဲ့တော့အဲ့ဒါကိုပဲကျွန်တော်ထည့်ပြီးတော့တင်ပေးတယ်ကျွန်တော်ကိုယ်တိုင် client တွေကိုဝန်ဆောင်မှုပေးတဲ့နေရာမှာသုံးခဲ့တဲ့တကယ်ဒီစနစ်ကြ boost တဲ့နည်းကိုကျွန်တော်ဒီမှာထည့်ပြီးတော့တင်ပေးထားတယ်အလုပ်အဖြစ်ဆုံးနည်းပေါ့ boost တဲ့နည်းကတော့အများကြီးပဲရှိတယ်ဒါပေမဲ့တကယ်အလုပ်ဖြစ်တဲ့နည်းဆိုတာကမလွယ်ဘူးမြန်မာနိုင်ငံမှာနိုင်ငံတကာမဟုတ်ဘူးကျွန်တော်တို့ကနိုင်ငံတကာဟုတ်တော့နည်းပညာတိုးတက်မှုအရင်နေတယ်ကျွန်တော်တို့ audience တွေရဲ့ဒီနည်းပညာနဲ့ရင်းနှီးမှုကတခြားနိုင်ငံတွေနဲ့မတူတော့ကျွန်တော်တို့ကသူများနိုင်ငံတွေလိုမျိုးစာအုပ်တွေကနေဖတ်ပြီးတော့မှ boost လို့မရဘူးလူတွေရဲ့ behavior ကျွန်တော်တို့ customer တွေရဲ့ behavior ဆိုရင်အမှုအကျင့်တွေရှိတယ်သူတို့ရဲ့ဒီ social media ပေါ်မြင်တဲ့အမြင်တွေရှိတယ်သူတို့သုံးတဲ့ပုံစံတွေရှိတယ်အဲ့ဒီပေါ်အခြေခံမှာကျွန်တော်တို့က boost ဆိုတဲ့ business ကိုမှန်ကန်အောင်လုပ်တတ်ဖို့လုပ်တယ်ဒါမှလည်းကျွန်တော်တို့သုံးတဲ့ဒေါ်လာတပြားချင်းဒီတစ်ချက်ချင်းစီကထိရောက်မှုရှိမှာမဟုတ်လို့ရှိရင်ကျွန်တော်တို့ကဇူကာဘတ်ကိုသွားပြီးလှူသလိုပဲကုန်သွားလိမ့်မယ်နော်အဲ့တော့အဲ့ဒီ business ကိုလည်းကျွန်တော်ထည့်ပြီးတင်ပေးတယ်ဟုတ်ပါတယ်ကျွန်တော်တင်တန်းက8သိန်းပါမဟုတ်ပါဘူးစတာပါ8သိန်းမဟုတ်ပါဘူးတင်တန်းကြီးက9သိန်းပါတကယ်တမ်းရှိမှဆိုလို့ရှိရင်တော့8သိန်း10သိန်းလောက်ကျွန်တော်ယူလို့ရတယ်ထည့်ထားတယ်တင်ညာရက်တရားအများကြီးပဲတင်မားကလည်းတစ်လကြာမှာတင်တာကလည်းကျွန်တော်ကိုယ်တိုင်တင်ပြီးတဲ့အပြင်မှာကျွန်တော်ကိုယ်တိုင်လည်းလာမေးသမျှကိုလည်းဖြည့်ပေးအောင်မယ်ဆိုတော့ဒါပို့ပြီးအရင်တန်တယ်တင်တန်းကတင်ကန်းစာတွေမကပဲကိုယ့်လုပ်ငန်းမှာအခက်အခဲကိုလည်းလာပြီးမေးလို့ရတယ်ဆိုအခွင့်အရေးကဘယ်နေရာမှမရဘူးကျွန်တော်ကိုယ်တိုင်လည်းစကားပြောရမှာပေါ့ပြီးနောက်တစ်ခုကအဲ့ထက်ပို့ပြီးတော့တန်တဲ့တစ်ခုပြောပြမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော် consultation တယောက်ကိုတနားရီအခမဲ့ဝင်ပေးတယ်ကျွန်တော်တင်တန်းသားတွေအကုန်လုံးတနားရီအခမဲ့ဝင်ပေးတာပေါ့နော်အဲ့တော့ဒီတိုင်းဝင်မယ်ဆိုလို့ရှိရင် consultation 3ချိန်စာအတွက်လုပ်ငန်းငယ်နဲ့လုပ်ငန်းလက်တော့ကဈေးတစ်မျိုးလုပ်ငန်းကြီးဆိုလို့ရှိရင်ဈေးနှုန်းကတစ်မျိုးတလူမျိုးသွားပေးတယ်ပေါ့နော်အဲ့တော့ဒီဟာကိုကျွန်တော်ကတနားရီအခမဲ့ကိုကျွန်တော်တင်တန်းသားတွေအတွက်အခမဲ့ထည့်ပေးထားတယ်အဲ့တော့ဘာလဲဆိုတော့တင်တန်းမှာတင်တဲ့သင်ခန်းစာတွေကိုလုပ်ငန်းမှာပြန်အသုံးချတာမှန်ရဲ့လားတချို့တွေကလုပ်ငန်းမစရသေးဘူးဘယ်လိုစရမလဲဆိုတာမသိကြသေးဘူးအဲ့တော့ဒီမှာကျွန်တော်တင်တန်းကသင်ခန်းစာတွေကဘယ်ဟာတွေကြိုက်တယ်ဘယ်ဟာတွေတော့ယူဟုတ်တယ်လူတစ်ယောက်နဲ့တစ်ယောက်က personality မတူကြဘူးတွတ်တဲ့သူရှိတယ်အေးတဲ့သူရှိတယ်မတွတ်မအေးရှိတယ်စသဖြင့်เนาะသူတို့ရဲ့အကျင့်တွေကမတူတော့ကိုချပေးလိုက်တဲ့ CMC ကနေ rules တွေနဲ့ကိုချပေးလိုက်တဲ့ theory တွေကိုစုရမယ့် data တွေပြောတဲ့ဆိုင်သူတို့ရဲ့အမှုကျင့်နေနဲ့ကြိုက်ချင်မှကြိုက်ကြတာအဲ့တော့ဘယ်ဟာတွေကတော့ကြိုက်တယ်ဆိုတာလည်းမသိမှဆိုလို့တခါတည်းစကားပြောပြီးမှဟုတ်ကဲ့အဲ့ဒါဒီတရားယူသုံးဒီ business ကိုယူသုံးဘယ်လိုမျိုးလုပ်ဆိုပြီးတခါတည်းလမ်းပြပေးတာဖြစ်တယ်ပေါ့နော်ဒီတော့ဒါကကျွန်တော်တင်တန်းမှာပါမယ်သင်ခန်းစာတွေအကြောင်းရယ်ကျွန်တော်ကိုယ်တိုင်ဘယ်လိုသင်ပေးမယ်ဆိုတဲ့အကြောင်းရယ်ပြီးရင်တင်တန်းသားတွေကိုဘယ်လို view ဆိုင်ခဲ့ဆိုတဲ့အကြောင်းရယ်ပြီးရင်အခုဒီမှာအောက်မှာပြသွားတာလေးတွေ review လေးတွေပေါ့နော်ကျွန်တော်တင်တန်းသားအဟောင်းတွေရဲ့ review တွေကျွန်တော်ဘယ်လိုမျိုးတင်ပေးခဲ့တယ်ဒီဟာတွေကကျွန်တော်ရခဲ့တဲ့ achievement တွေကျွန်တော်စေတနာမှန်တဲ့အတွက်ကျွန်တော်ကိုဒီလိုမျိုးလေး review တွေရေးပြီးတော့ကျွန်တော်တင်တန်းသားတယောက်ချင်းစီကိုလည်းကျွန်တော်အများကြီးပဲကျေးဇူးတင်တယ်တကယ်လည်းအတိမတ်ပြုတယ်လုပ်ငန်းတွေလည်းအများကြီးပဲအောင်မြင်ဖို့အတွက်အများတန်းဆုတောင်းပေးနေတယ်ဒါကြောင့်မလို့လည်းလာမေးတဲ့အောင်ကျွန်တော်အများတန်းဖြည့်ပေးနေတာအခုဆိုလို့ရှိရင် batch 9 9 မြောက်တန်းရောက်သွားပြီကျွန်တော်လူကန့်တက်ပြီးတော့လက်ခံပေးတယ်။ဘာကြောင့်လူကန့်တက်ပြီးလက်ခံပေးလဲဆိုတော့ခုနပြောသလိုမျိုးကျွန်တော်တင်နန်းသားတူးချင်းစီကို consultation ဝင်ပေးတာရှိတယ်။အဲ့တော့ရှေ့လာတွေက consultation ဝင်တဲ့တင်နန်းသားတွေယူတဲ့အချိန်ပေါ်မူတည်ပြီးတော့မှလူများလို့ရှိရင်ကျွန်တော်လူ short ပြီးလက်ခံပေးတယ်။လူနည်းလို့ရှိရင်တော့လူပို့ပြီးတော့လက်ခံပေးတယ်။ဒီလတော့ကတော့အယောက်30ရမယ်။30တော့မပြည့်သေးဘူး။စရင်ပေးလို့ရသေးတယ်။လာပြီးတော့အဲ့လိုရသေးတယ်ပေါ့နော်။အဲ့တော့ဈေးကွက်က customer ရဲ့ marketing ရဲ့ social media ရဲ့ဒါကိုစနစ်တကျနဲ့တေချာကိုဖွဲ့စည်းစုစည်းနဲ့တင်ကျင်တယ်ဆိုလို့ရှိရင်တော့တင်နောက်လာမျိုး join လို့ရပါတယ်ဘယ်လိုလိုမျိုးတွေ join ရမလဲဆိုတော့ကိုယ်ပိုင်လုပ်ငန်းစဖို့အရှိရချက်ရှိတဲ့သူတွေဈေးကွက်ကြောင်းနားမလည်ဘူး marketing ကြောင်းနားမလည်ဘူး customer တွေကြောင်းလည်းနားမလည်ဘူး social media လည်းမသိဘူးတော့ကိုယ်ပိုင်လုပ်ငန်းလည်းစတင်တယ်ဒီလိုမျိုးလူတွေလာ join လို့ရတယ်ပြီးရင်လုပ်ငန်းကတော့စနေပြီလုပ်ငန်းမတိုးတက်နိုင်ဘူးဖြစ်နေဒီနားမှာလည်းတဲ့ social media ကိုလည်းမသုံးတတ်ဘူးတေချာလည်းအသုံးမချတတ်ဘူးအဲ့လိုဖြစ်နေတဲ့သူတွေလည်း join လို့ရတယ်နောက်တစ်ခုကကြတော့ပြည်ပကနေပြီးမှပတ်စံတွေစုထားတယ်ဘာလို့မှမသိဘူးအဲ့တော့ပညာရပ်တစ်ခုအနေနဲ့စီးပွားရေးပညာကိုလေ့လာထားရမယ်။ဒါမှကျွန်တော်တို့ကတစ်ချိန်ကြာလို့ရှိရင်ကိုစုရတဲ့ပတ်စံကိုမှန်ကန်နေရာကျမဆုံးရှုံးမနစ်နာပဲနဲ့သုံးချတတ်မှာ။အဲ့လိုမျိုးတွေ join ထားလို့ရတယ်။ဘာလို့လဲဆိုတော့သင်တန်းက online class ဖြစ်တယ်။ကျွန်တော်ကိုယ်တိုင်သင်ပေးမယ် record လည်းပြန်ပေးတယ်။အဲ့ဒီ record ကြည့်ပြီးတော့မှမေးချင်တာရှိရင်သိချင်တာရှိရင်လည်းကျွန်တော်စိတ်ကြိုက်မေးမြန်းခွင့်ပေးထားတာဖြစ်တဲ့အတွက်အချိန်မရှိတဲ့သူတွေမအားတဲ့သူတွေလည်းအဆင်ပြေတယ်။
အဲ့တော့ဒီလိုမျိုးတွေလာပြီး join ပါကျွန်တော်တင်တဲ့နေပြီးတော့အကုန်လုံးကိုကြိုးတော့ပါတယ်နောက်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြမယ်ကျွန်တော်ကိုဟိုင်းပါ